United ပရိသတ်တွေအတွက်တော့တကယ်ကိုအိမ်မက်ဆိုးမက်ခဲ့တဲ့ညပါပဲနီးပြ Michael Carrick ရဲ့အရှုံးမရှိစံချိန်ဟာ St James Park မှာညီကုန်းချုပ်သွားခဲ့ပါပြီ။၄ ရက်နေ့မှာကစားခဲ့တဲ့ဒီပွဲမှာ United ဟာ Newcastle ကို 2-1 နဲ့ရှုံးနိမ့်ပြီး Carrick လက်ထက်ပထမဆုံးသောရှုံးပွဲကိုရင်ဆိုင်လိုက်ရတာပါ။တကယ်တော့ United အတွက်အခွင့်အရေးတွေရှိခဲ့တာပါ။ Newcastle ကွင်းလယ်လူ Jacob Ramsey ပထမပိုင်းမှာတင်အနီးကပ်နဲ့ထွက်ခဲ့ရပေမဲ့ United တို့လူပိုအသာစီးနဲ့ပွဲကိုမထိန်းချုပ်နိုင်ခဲ့ပါဘူး။ပထမပိုင်းအချိန်ပိုမှာပဲ Bruno Fernandes က Anthony Gordon ကိုဖျက်ထုတ်ရာကနေပင်နယ်တီပေးလိုက်ရပြီးဥဆောင်ကိုခွင့်ပြုခဲ့ရတာပါ။ပွဲပြီးခါနီးမိနစ်90မှာ Wio Sula ကဒုတိယကိုထပ်သွင်းလိုက်ချိန်မှာတော့ United ရဲ့မျှော်လင့်ချက်တွေကျိုးပြတ်သွားခဲ့ရပါတယ်။ဒီပွဲမှာ Newcastle ဂိုးသမား Aaron Ramsey ကတော့တကယ်ကိုလှုပ်ပြသွားခဲ့တာ။ Euro နဲ့ Zero ရဲ့အပိုင်ကိုသွင်းခွင့်တွေကိုပုတ်ထုတ်သွားတာက United အတွက်တကယ်ကိုနာကျင်စရာပါပဲ။တိုက်စစ်ကအမ်ဘူမိုနဲ့ကူညာတို့ကလည်း Newcastle ရဲ့မာကျောတဲ့ခံစစ်ကြားမှာပျောက်ဆုံးနေခဲ့ပါတယ်။ပွဲပြီးမှာတော့နီးပြ Carrick ကအသင်းသားတွေရဲ့ quality ပိုင်းလိုအပ်ချက်တွေကိုစိတ်ပျက်စရာကောင်းတယ်လို့ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပါတယ်။ဒီရှုံးပွဲကြောင့် United ဟာအဆင့်3နေရာကနေပြုတ်ကျသွားနိုင်တဲ့အန္တရာယ်ရှိနေပြီး Champions League ဝင်ခွင့်တိုက်ပွဲကလည်းပိုပြီးပြင်းထန်လာတော့မှာပါ။လူပိုအသာရလျက်နဲ့ရှုံးခဲ့ရတာကကစားသမားတွေရဲ့ပေါ်ဆမှုကြောင့်လားဒါမှမဟုတ် Carrick ရဲ့နီးစနစ်အမှားကြောင့်လားကောမန့်မှာရေးခဲ့ကြပါဦး။